သူကကြည့် baby ရေကိုမအားလို့နော်ကို busy ဖြစ်နေလို့ baby ကိုဖုန်းပြန်ဆက်မယ်နော်9စက္ကန့်အောင်ကြာအောင်9စက္ကန့်အောင်ကြာအောင် okay 5စက္ကန့်တော့မကြာဘူး ဟယ်လိုအခုမီတီလေးလောက်တော့မှမခဏနေပြန်ခေါ်မယ်နော်โอเคအဲ့တော့ကျွန်တော်ကကြာဒီ project ကိုပေါ့နော်ဒီ afro ပုံစံလေးတော့နိုင်နော်ဟယ်လို အဲ့မီတင်ကဘာအတွက်လောက်တာဘယ်သူနဲ့လောက်တာ ပွဲအတွက်လေပွဲအတွက်အခုမှအကရတိုင်မအဖွဲ့လိုက်မှတိုင်မီတီလုပ်နေလေပြန်ခေါ်မယ်လေနော်အဲ့တော့ဒီ costume ပေါ့နော်ဒီ costume ကကြတော့ဒီနည်းနည်းဟဲ့နော် ဘာလို့ဖုန်းကတော့မြင်ချပါဘယ်သူရှိလို့လဲ ဒီမှာ meeting လုပ်နေအကုန်လုံးနဲ့လုပ်နေမလို့လေဟုတ်မယ်အဲ့တော့နေတက်တော့ပြောင်ဖြစ်တဲ့အားမျိုး5စက္ကန့်နဲ့ပြီးမယ်ထင်လား50